နောက်သားပြည်လူနေရပါတယ်ခင်ဗျာဖေသားတို့ရဲ့ဘဝထဲကနေကြောက်ကိုက်လို့ထားခဲ့ပြီလားအဖေသားသမီးအတွက်ဆိုရင်လေလူသမျှတို့ဖြစ်စီပြီးနေလောကကမာကြီးထဲမှာမျက်နာမငယ်ရေးဖြစ်တွေ့လူသားနေဘဝတိုင်ဝဲတိုင်းရှုံးမပြေတဲ့သူမကုန်ခင်သေးပြေးရခွန်အားတွေသားတို့ရဲ့ဘဝထဲကနေကြောက်ကိုက်လို့ထားခဲ့ပြီလားအဖေသားသမီးအတွက်ဆိုရင်လေလူသမျှတို့ဖြစ်စီပြီးနေလောကကမာကြီးထဲမှာမျက်နာမငယ်ရေးဖြစ်တွေ့လူသားနေဘဝတိုင်ဝဲတိုင်းရှုံးမပြေတဲ့သူမကုန်ခင်သေးပြေးရခွန်အားတွေရှိစေငါဖြစ်ရဲ့တန်ဖို့အဖေပေါ်ဆိုခဲ့သမျှတွေသားမိုင်းတယောက်ကိုခွင့်လွတ်ပါအဖေမရှိလေမဖြစ်ကျေးဇူးတွေစခွင့်ရခြင်းပြီနောင်မရလာခဲ့တဲ့သားမိုင်းအတွက်နောင်တတရားတွေဘယ်လိုဖြစ်ရမလဲလေအဖေကျေးဇူးတွေစခွင့်မရှိတော့ပြီဘယ်တော့မှမနေနိုင်ပါဘူးဖေနေတိုင်းပဲအဖေကိုလွမ်းနေလေပြန်လာပါတော့အဖေအခုတော့ဘယ်များရောက်နေသားတို့မိသားစုကပါလေဖေကိုလေးလွမ်းကငြိမ်ဝေရှိစေငါဖြစ်ရဲ့တန်ဖို့အဖေပေါ်ဆိုခဲ့သမျှတွေသားမိုင်းတယောက်ကိုခွင့်လွတ်ပါအဖေမရှိလေမဖြစ်ကျေးဇူးတွေစခွင့်ရခြင်းပြီနောင်မရလာခဲ့တဲ့သားမိုင်းအတွက်နောင်တတရားတွေဘယ်လိုဖြေရမလဲလေအဖေကျေးဇူးတွေစခွင့်မရှိတော့ပြီဘယ်တော့မှမနေနိုင်ပါဘူးဖေနေတိုင်းပဲအဖေကိုလွမ်းနေလေပြန်လာပါတော့အဖေအခုတော့ဘယ်များရောက်နေသားတို့မိသားစုကပါလေဖေကိုလေးလွမ်းကငြိမ်ဝေဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်